ရှင်းမောင်းမှာကိုရှင်ပန်နေတွေ့ရတော့ကရွှေမောင်းတဲ့ပထမဆုဖက်ပါတယ်ရွှေမောင်းတဲ့ပထမဆုကိုရော်ထွဲဟက်တောင်ခါစီဖူနဲ့မောင်းမောင်းထွဲပေါတော်ခါစီအမေကလည်းမိဘပြည်သူများရှင်းမောင်းမှာအကိုင်းနေကျွန်တော်ရွှေမောင်းတဲ့ပထမဆုကရှင်ပန်လျာရှိပါတယ်ရွှေမောင်းတဲ့ပထမဆုကိုဘယ်တောင်မှကျွန်တော်ဇော်ထွန်းခါစီရဲ့ဖူဝဲဆောင်မိခင်မောင်မောင်တွင်ပေါတော်ကခါစီရဲ့မိကိုဝဲဆောင်မလာဘူးဒီမှာပြည်သူများရဲ့ရှင်းပေါက်မှာအကိန်းနေကျွန်တော်ရှင်ပန်လျာရှိပါတယ်သူစားအားပြီးတော်မူခဲ့ပါရွှေမောင်းတဲ့ပထမဆုပါဇော်ထွန်းရဲ့ဟက်တောင်ခါစီရဲ့ဖူမောင်မောင်တွင်ပေါတော်ခါစီရဲ့မိပါတုံးနေတူကျွန်တော်စိုက်ကောင်စွာနဲ့မိမိတို့တည်ကျင်းထားတဲ့ကြာတဲ့ပညာကိုသုံးပြီးမိဘပြည်သူများရှင်းမောက်မှာမခံရတာကြောင်မွေးကျွန်တော်ရှင်ပန်မုံကိုအခုခါမှာမိဘပြည်သူများကိုယ်တိုင်ကျွန်တော်ရှင်းစားဒီကရပြပတ်ပါတယ်ဇော်ထွန်းရဲ့တောင်ခါစီရဲ့ဖူမောင်မောင်ထွန်းပေါတော်ခါစီရဲ့အမင်းဂိတ်နေရှင်ပန်လျာရှိပါတယ်ကျန်တဲ့များလည်းပဲအသေးချာကျွန်တော်ကြည့်ထားခဲ့ပါရွှေမောင်းတဲ့ပထမဆုကျွန်တော်လေးပြည့်စုပါရွှေမောင်းတဲ့ပထမဆုဘယ်တောင်ကကျွန်တော်ဇော်ထွန်းခါစီရဲ့ဖူကိုဝဲဆောင်ထားပြီးခင်ပေါတော်ကမောင်မောင်ထွန်းခါစီရဲ့မိကိုဝဲဆောင်လို့ကိုကျွန်တော်ရွှေမောင်းတဲ့ပထမဆုကိုဂိတ်နေရှင်ပန်လျာရှိပါတယ်ကျူးစားအားပြီးတော်မူခဲ့ပါအခုချက်ပင်နေအတွေ့ကဆွေးမောတဲ့မောလူပွေးပါဆွေးမောတဲ့မှာမောလူပွေးထိုက်ပါတယ်ပေါတော်မောမောတဲ့ဘုရားကျော်ကဆိုတဲ့အခရိကြီးဒီကိကျွန်တော်မောလူပွေးကိုရှင်းပြရချင်ပါတယ်မောလူပွေးပါအခရိကြီးကတော့မှာလို့ပြိသက်ကိုထောလုံးမပြပါခဲ့ထောလုံးမပြခဲ့အခရိကြီးကတော့မှာလို့ပြိသက်ကိုချင်းနေအောင်ကဘာလို့မပြပါလဲဘယ်လိုဒီအောက်ကိုရပါတော့အားလုံးလို့တကအောက်ကိုရတဲ့တရားအခင်းကြီးကြောက်ခဲ့ဘယ်လိုဒီကျေကဘာကျေပါကျေရပါဘူးကျောင်းကကျေရပါဘူးရပါကျေရပါကျောင်းကအခင်းကြီးကျေရပါဘူးကျောင်းကရပါအခင်းကြီး
ပေါပေါ